ဇလန်းလေးရဲ့အစာကိုတော့အင်္ဂါခါတောင်မပေးနိုင်ပဲရုန်းကန်နေရတဲ့လူငယ်လေးဝမ်းအကြောင်းနဲ့စာတင်ထားပါတယ်။သူဟာအနုပညာရှင်တစ်ယောက်ဖြစ်ပြီးပကြီးဆွဲလို့ရလာတဲ့ငွေလေးကလည်းမပြောပလောက်ပါဘူး။ဒီနေ့မှာတော့သူဟာလမ်းဘေးမှာထိုင်ပြီးမိန်းကလေးချောလေးတစ်ယောက်ရဲ့ပုံတူကိုဆွဲပေးနေပါတယ်။ပကြီးကားချက်ပြီးသွားတဲ့အခါအဲ့ဒီမိန်းကလေးကသူ့လက်ရာကိုကြည့်ပြီးအယမ်းအံ့ဩသွားခဲ့တယ်။ဝမ်းဟာနောက်ထပ်ပကြီးတကားစတင်ဖို့ပြင်နေတော့မှပဲစိန်ခံကားကြီးတစ်စီးဆက်ရောက်လာပါတယ်။ကားထဲမှာတော့ရွာမှာအချမ်းသာဆုံးတထေးကြီးပါလာတာပါ။ဝမ်းအံ့ဩသွားတာကတော့အဲ့ဒီတထေးနဲ့အတူပါလာသူဟာသူ့ရဲ့ရီးစားဟောင်းထင်နေတာပါပဲ။တထေးကြီးကဝမ်းကိုသူ့ရီးစားဟောင်းရှေ့မှာတမင်တကာအချက်ခွဲပါတယ်။ယော့ဒါမင်းတနေ့စာဝင်ငွေထက်တောင်ပို့ဦးမယ်လို့လှောင်ပြောင်ပြီးဝမ်းရဲ့မျက်နှာကိုပတ်စံပြီးပြစ်ပေါက်လိုက်ပါတယ်။ဝမ်းလည်းအဆက်တကွဲနဲ့ပဲသူ့ပစ္စည်းတွေကိုတင်ပြီးဟောင်းနွမ်းနေတဲ့ကားစုပ်လေးစီကိုထွက်လာခဲ့ပါတယ်။အဲ့ဒီနောက်ဝမ်းဟာပကြီးပြခန်းနေနဲ့ပကြီးဆရာတွေအခြေချနေထိုင်တဲ့သူ့ရဲ့ကြေးရွာလေးကိုပြန်လာခဲ့ပါတယ်။ဒီရွာလေးဟာအနုပညာရှင်တွေအတွက်ဒုက္ခပုံတစ်ခုလိုတောင်တင်စားလို့ရပါတယ်။အိမ်ပြန်ရောက်တော့အိမ်လာကအကျွေးတောင်းနေတဲ့အိမ်ရှင်နဲ့တိုးပါလေရော။စိတ်ကုန်နေတဲ့ဝမ်းကအိမ်ရှင်ရဲ့မျက်နှာရှိကိုအိမ်လာကဒီပစ်ပေးလိုက်ပါလေ။ဒါပေမဲ့အိမ်ရှင်ကဒါကပြီးခဲ့တဲ့လအတွက်ပဲရှိသေးတယ်။ဒီလအတွက်ကြံသေးတယ်လို့ပြောတဲ့အခါဝမ်းကနောက်မှပေးမယ်လို့ခအေးအေးပဲကန်ဖီလိုက်ပါတယ်။အဲ့လာကိုအိမ်ရှင်ကဒေါသထွက်ပြီးဝမ်းကိုရေတံဘူးနဲ့ပစ်ပေါက်လိုက်တော့ပါတယ်။အဲ့ဒီခါဝမ်းကအဲ့ဒီရေတံဘူးကိုကောက်ယူပြီးသူစုထားတဲ့ဘူးခွန်တွေကိုတေချာထည့်လိုက်ပါတယ်။သူဟာပလတ်စတစ်ဘူးခွန်တွေကိုစုပြီးလာကုန်တဲ့အခါရောင်းလေရှိပါတယ်။အိမ်ရှင်ကလည်းဒါစင်းရဲသားတွေရဲ့တွေးခေါ်ပုံပဲဆိုပြီးဘူးခွန်လိုက်ကောက်တဲ့ဝမ်းကိုပြောပြီးထွက်ခွာသွားပါတယ်။အဲ့ဒီနောက်ဝမ်းဟာသူတနေ့မှာပကြီးပြကျင်တဲ့စိတ်ကူးရင်ဖျကန်ကြီးစီကိုတွားခဲ့ပါတယ်။နေ့တိုင်းလိုပဲသူဟာဖျကန်ပိုင်ရှင်စီကိုတွားပြီးသူ့ပကြီးကားကိုကူညီပြတာပေးဖို့တောင်းဆိုပါတယ်။ပြကန်ပိုင်ရှင်ကပြတာဖို့အတွက်ပတ်စံတောင်းတဲ့အခါဝမ်းကပတ်စံအနှဲငယ်ကိုလည်းပေးလိုက်ပါတယ်။ဒါပေမဲ့ပြကန်ပိုင်ရှင်ကရဲမောပြီးဒီပတ်စံကနေရန်ဘော်ကသစ္စတုမီရာစာနေရာအတွက်တောင်မလုပ်ဘူးလို့ပြောပြီးအပေါ်ဓာတ်ကိုတတ်သွားပါတယ်။ဝမ်းကနော့ကနေလိုက်သွားပြီးသူ့ပကြီးကိုပြတာခွင့်ပေးဖို့တောင်းဆိုတဲ့အခါမှာတော့ပိုင်ရှင်ကမင်းရဲ့အနုပညာကပြခိုင်းမှာပြတာဖို့မလုံလောက်သေးဘူးဝမ်းလို့ခက်စိမ့်စိမ့်ပဲပြန်ပြောလိုက်ပါတယ်။အဲ့ဒီခါဝမ်းကကျွန်တော်လက်ရတဲ့အရန်တိုးတက်လာပါတယ်လို့ပြန်လဲပြောဆိုလိုက်ပါတယ်။ကျွန်တော်ရီးစားတီယွန်ကတော့ကျွန်တော်ရဲ့လက်ရကိုသဘောကျတယ်ဗျ။တကယ်တော့ဝမ်းရှည်ရီးစားthứcသူတီယွန်ကမျက်စိမမြင်ရှာပါဘူး။လွန်ခဲ့တဲ့နှစ်အနည်းငယ်ကမျက်စိယောဂတစ်ခုကြောင့်သူမအလင်းကွယ်သွားခဲ့တာပါ။အဲ့ဒီခါပြကန်းပိုင်ရှင်ကနှာခေါင်းရှုံပြီးအော်ဒါဆိုမင်းကမျက်မြင်ရီးစားရဲ့အမြင်ကိုအားကိုးနေတာပေါ့လေ။မင်းတော့ယူသွားပြီလို့လောင်ပါတယ်။ပြီးတော့ပကြီးတစ်ချက်ကိုလက်ညှိုးထိုးပြီးဒီမှာကြည့်စမ်းဒါမျိုးမှပကြီးကွာကြည့်လိုက်တာနဲ့ဖောက်တောင်စားလာတယ်အဲ့ဒီလောက်အထိအသက်ဝင်တာလို့ပြောချလိုက်ပါတယ်ဝမ်းခမညာစိတ်ပြက်အားငယ်သွားပြီးဘာပြန်ပြောရမှတောင်မသိတော့ပါဘူးတီယုံအကြောင်းပြန်ပြောရရင်သူမမျက်စိမမြင်ရတဲ့အတွက်ရနိုင်တဲ့အလုပ်ကအနှိမ့်ဆဲမလို့ပဲရှိပါတယ်စိတ်မကောင်းစရာကတော့ဒီအလုပ်ဟာသူမအတွက်နှောက်ယှက်စော်ကားပြင်ဖို့အနေနဲ့များစလို့လူတွေကလည်းသူမမျက်စိမမြင်တာကိုအခွင့်ကောင်းယူကြပါတယ်တနေ့မှာတော့ဟွန်ဟာတီယုံကိုတယောက်ယောက်ကနှောက်ယှက်နေတာကိုတွေ့သွားပြီးချက်ချင်းပဲလက်စားကြည့်ပါတော့တယ်။နှောက်ယှက်တဲ့သူတွေကိုသူတို့လုပ်သူလိုမျိုးအတိအကျပြန်လုပ်ပေးလိုက်တာပါ။သူကကဲအခုဒီမိန်းကလေးခံစားရတာကိုမင်းတို့သိပြီလားလို့မေးလိုက်ပါတယ်။သူတို့တွေနောင်တရသွားမယ်လို့သူမျှော်လင့်ထားပေမဲ့တကယ်တမ်းမှာတော့သူတို့ကလူစုပြီးဟွန်ကိုဝိုင်းရိုက်ကြပါလေရော။အရိုက်ခံရပြီးနောက်ဟွန်နဲ့တီယုံတို့အခန်းကိုပြန်လာကြပြီးတီယုံကသူ့တန်ရာဒီကိုဆေးထည့်ပေးပါတယ်ဟွန်ကတော့ကြွားလုံးထုတ်ပြီးငါသူတို့ကိုတယောက်မကြံတနာညာတာမှုမရှိပဲဆော့ပလော်တီးပေးလိုက်တာလို့ပြောပါတယ်။အဲ့ဒီလူတွေအော်ဟစ်နေတဲ့အတန်းကိုကြားခဲ့တဲ့တင်ယွန်ကလည်းဟုတ်တယ်သူတို့အရိုက်ခံရလို့နာကျင်ပြီးအော်နေကြတာကျမကြားတယ်လို့ပြန်ပြောပါတယ်။တကယ်တော့အဲ့ဒီအော်တန်တွေကဟွန်ကိုတိုင်နာလို့အော်တဲ့အတန်းတွေဆိုတာတင်ယွန်မသိရှာပါဘူး။အဲ့ဒီနောက်မှာတော့ဟွန်ကသူမကိုဖနက်အစ်စ်တစုံလက်ဆောင်ပေးပြီးအန်အောတော်အောင်လှုပ်လိုက်ပါတယ်။တင်ယွန်ကတော့အရန်သဘောကျသွားတာပေါ့။သူတို့နှစ်ယောက်ခဏလောက်အတူတူကားကြပါတယ်။အဲ့ဒီအချိန်မှာပဲဟွန်ကသူမကိုနမ်းဖို့ပြင်လိုက်တော့တင်ယွန်ကအခန်းထဲမှာတခြားတစ်ယောက်ယောက်ရှိနေတယ်လို့မျိုးအတန်းကြားလိုက်ရပါတယ်။သူမကဘသူလဲလို့မေးလိုက်တဲ့အခါဟွန်ကပြပြတလဲနဲ့အော်အင်းကနေနှင့်ထုတ်ခန့်လိုက်ရတဲ့တငယ်ချင်းတစ်ယောက်ပါလို့အကြောင်းပြလိုက်ပါတော့တယ်။သူငါနဲ့အတူခဏလာနေတာပါလို့ဟွန်ကလင်ပြောလိုက်ပါတယ်။သူတငယ်ချင်းကိုမျက်စိမိတ်ထားဖို့ပြောပေမဲ့တင်ယွန်ကတော့အနေခက်တာနဲ့ထပ်သွားပါတော့တယ်။အဲ့ဒီနောက်မှာတော့ဟွန်နဲ့သူ့တငယ်ချင်းဟာခေါမိုးပေါ်ကြက်ပြီးအရက်အတူတူတောက်ကမူးပြီးအေးပြောသွားကြပါတယ်။
အဲ့ဒီအချိန်မှာပဲသူတို့အပေါ်တဲ့တဲ့မှာအာကာယရင်ပြန်ကြီးတစ်စီးပေါ်လာပါတယ်ဟွန်ကလက်နူလာပြီးသူ့တငယ်ချင်းကိုနိုးပေမဲ့တငယ်ချင်းဖြစ်သူကတော့အိတ်မောကြနေတော့မှာပဲရင်ပြန်ကြီးကသူတို့ရက်ကွက်အပေါ်မှာဝယ်နေပြီးရင်ပေါ်ကနေကာသွန်းဇက်ကင်နဲ့တူတဲ့မိန်းကလေးတယောက်ကိုဆင်းလာတာကိုဟွန်မြင်လိုက်ပါတယ်သူမနဲ့ပါလာတဲ့တခြားနှစ်ယောက်ကိုတနေရာစီညွန့်ပြနေပါတယ်ကြည့်ရတာသူတို့တွေဟာဒီဒေတာကိုပန်းချီဆွဲဖို့ရောက်လာကြတာနဲ့တူပါတယ်ဟွန်ကသူတို့ကိုတတ်ပုံရိုက်ဖို့လှုပ်လိုက်တဲ့အခါမမျော်လင့်ပဲအမားတစ်ခုမြင်မိပါတယ်အဲ့ဒါက flash me ဖွင့်ထားတာကိုမေ့သွားတာပါပဲ flash me ကိုမြင်သွားတဲ့ Q တိုက်တွေဟာ second ပိုင်းတွင်မှာပဲရင်ပြန်တဲ့အတူပျောက်ကွယ်သွားကြပါတယ်ဒါပေမဲ့သူတို့တစ်ခုခုကြံထဲတာကိုဟွန်တတိထားလိုက်မိပါတယ်သွားကြည့်လိုက်တဲ့အခါအဲ့ဒါဟာမော်ဖောင်ဒိန်တစ်ကြောင်ဖြစ်နေပါတယ်အဲ့ဒီခါဟွန်ကဖောင်ဒိန်ကိုတင်ထားပြီးပြန်အိတ်လိုက်ပါတယ်နောက်တနေ့မနက်မှာတော့ညကအကြောင်းတွေကိုပြန်တွေးပြီးတုံတုံရင်ရင်နဲ့နူးလာပါတယ်သူငယ်ချင်းကမင်းသေးနေတာလားအိတ်နေတာလားလို့နှောက်ပြောပါတယ်ဟွန်ကခေါင်ဘိုးပေါ်မှာဖြည့်ပြက်ခဲ့တဲ့အကြောင်းအရာတွေကိုအားတက်စွာပြောပြလာပေါ့အန်အောစရာကောင်းလာကဟွန်ပြောမဲ့အကြောင်းအရာအသေးစိတ်တွေကိုသူငယ်ချင်းကကြိုးပြီးပြောနေတာပါမင်းလည်းမြင်လိုက်ကြလားဆိုပြီးဟွန်ကအန်အောသွားပါတယ်တကယ်တမ်းကျတော့ဟွန်ကအိမ်မက်ထဲမှာရောင်းပြီးတွတ်အော်ပြောနေမှုတီးနေတာပဲဖြစ်ပါတယ်အိဆာနီမှာတော့ဟွန်ကဂီယိုသား၃ပုံကိုဆွဲထောက်ခဲ့တယ်လို့သူငယ်ချင်းကဆိုပါတယ်အဲ့ဒီနောက်ဟွန်လဲလမ်းပြီးမှာပန်းချီဆွဲဖို့ထွက်လာခဲ့ပါတယ်သူပန်းချီဆွဲနေတော့မှဆေးကုံသွားပါတယ်တခြားဆေးတွေလိုက်ရှာပေမဲ့သူလိုချင်တဲ့အယောင်ကိုရှာမတွေ့ပါဘူးအဲ့ဒီအချိန်မှာပဲညကရခဲ့တဲ့ဂီယိုသားဖောင်ဒင်ကိုတတိယသွားပြီးအဲ့ဒါနဲ့ပဲပန်းချီကိုအဆုံးသတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်အစမ်းအနေနဲ့စာရွက်အလောက်ပေါ်မှာအရင်ချိကြည့်လိုက်တဲ့အခါသူဆွဲလိုက်တဲ့ပုံကချက်ချင်းဆိုတိုင်းနဲ့အပြင်မှာတကယ်ဖြစ်လာပါတော့တယ်ဟွန်တယောက်ဆွန့်အားသွားတာပေါ့ဒါဟာတကယ်ပါလားဆိုတာအတီးပြူဖို့ပန်းသီးတစ်လုံးကိုဆွဲလိုက်ပါတယ်အဲ့ဒီခါပန်းသီးကအပြင်မှာတကယ်ပေါ်လာပါပြန်တယ်ဟွန်လဲဝမ်းသာအားရနဲ့အဲ့ဒီပန်းသီးကိုစားကြည့်တော့တကယ်စားလို့ရတဲ့အသီးစစ်ဖြစ်နေပါတော့တယ်အရန်စိတ်လို့စားသွားပြီးစားလက်စာပန်းသီးကိုအိတ်ထဲထည့်ပြီးသူ့တငယ်ချင်းစီပြီးသွားပြီးအကြောင်းစုံကိုပြောပြလာပေါ့သူဆွဲလိုက်လို့အသက်ဝင်လာတဲ့ပန်းသီးကိုလည်းတတိအဖေးပြလိုက်တာပေါ့ဒါပေမဲ့ထုံးစံအတိုင်းသူ့တငယ်ချင်းကတော့မယုံပါဘူးစားလက်စာပန်းသီးကိုကောက်စားပြီးမင်းဘာရီယူးချောင်လက်လျှောက်ပြောနေလာလဲစီးုံသွားပြလိုက်အောင်လို့ပြောပါတယ်အဲ့ဒါနဲ့ဟွန်ကတက်တေပြူဖို့သူတငယ်ချင်းတောင်းဆိုကြလို့ရွှေတုံတစ်ချောင်းဆွဲပြလိုက်ပါတယ်ဒါပေမဲ့ထူးဆန်းလာကဆွဲပြီးချင်းအပြင်မှာပေါ်မလာသေးပါဘူးသူတငယ်ချင်းကနှခမ်းရှုံးပြီးအဲ့ဒီစာရွက်ကိုဖီတင်းဘော့ကနေအပြင်ကိုလွှင့်ပြလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအပြင်ကနေအဖိုးကြီးတယောက်နာကျင်လို့အော်ဟစ်နေတဲ့အထံကိုကြားလိုက်လာပါတယ်စာရွက်ကသူ့ခေါင်းကိုသွားမှန်တာကြောက်ပဲပါအဖိုးကြီးကပဒင်းပေါက်ကနေအုတ်ခဲနဲ့ပိတာသလားဆိုပြီးလှမ်းဆက်ပေမဲ့မြေကြီးပေါက်ကရွှေတုံးကိုမြင်ထွက်တဲ့အခါမှာတော့အတန်တိတ်သွားပြီးအိတ်ထဲအမြန်ထက်ကဘာမှမဖြစ်သလိုမျိုးထွက်သွားပါတော့တယ်။အဲ့ဒီတော့မှဟွမ်ရတငယ်ချင်းလဲဟွမ်ပြောတာကိုယုံသွားပါတော့တယ်။သူကဟွမ်ကိုပိုကြီးတဲ့ရွှေတုံးကြီးတုံးဆွဲခိုင်းတော့တာပေါ့။ဟွမ်ကလည်းဆွဲပေးလိုက်တဲ့အခါနှစ်ယောက်သားအံ့ဩမြင်တတ်သွားကြပါတယ်။သူတို့နေတာကအခန်းချင်းလေးဆိုတော့ဟွမ်ကအိမ်ကြီးတစ်လုံးကိုစုံဖြတ်လိုက်ပါတယ်။သူဆွဲလိုက်တာတဲ့တပြိုင်နက်မျိုးလေကောင်းမှာဘဲကမှမသိတဲ့နန်းတော်ကြီးလိုမျိုးအိမ်တစ်လုံးရုတ်တရက်ပေါ်လာပါတော့တယ်။လူတွေအားလုံးအံ့ဩသွားကြတာပေါ့။ခဏနေတော့ရဲတွေရောက်လာပြီးငါတို့ဒီနားကိုလွန်ခဲ့တဲ့9မိနစ်ကမှဖြတ်သွားတာဘသူကဒီလောက်မြန်စောက်လိုက်တာလဲဆိုပြီးဝေခွဲမရဖြစ်နေကြပါတယ်။ရဲတွေကနန်းတော်တကားကိုတွန်းဖွင့်ဖို့ကြိုးစားတဲ့အချိန်မှာပဲဟွမ်တို့တငယ်ချင်းနှစ်ယောက်အမားကြီးမားသွားပြီဆိုတာသိလိုက်ပါတယ်။ဟွမ်ကအဲ့ဒီပုံကိုပြန်ဖြတ်ဖို့ကြိုးစားပေမဲ့ဘလို့ဖြတ်ရမှမသိဖြစ်နေတော့မှဖောင်တင်ဘော့ကခလုတ်လေးတစ်ခုကိုတွားတွေ့ပါတယ်။အဲ့ဒီခလုတ်ကမလို့ချင်းတဲ့ပုံတွေကိုဖြတ်ပေးရပါ။သူနှိမ့်လက်သားနဲ့လူတွေအားလုံးရဲ့မျက်စိရှေ့မှာတင်နန်းတော်ကြီးကချက်ချင်းပျောက်ကွယ်သွားပါတယ်။ကြည့်နေတဲ့လူတွေအားလုံးလည်းစွန့်အားကုန်တာပေါ့။အခန်းထဲပြန်ရောက်တဲ့အခါဟွမ်ရဲ့တငယ်ချင်းကငါတို့ပတ်စံတွေဆွဲရမယ်။အနည်းဆုံးဝန်တန်းနေရလောက်ပေါ်လို့ပြောပါတယ်။သူကိုယ်တိုင်ကနန်းဒီရေးဆွဲကြည့်ပေမဲ့ပတ်စံဖြစ်မလာပါဘူး။ကနန်းအတိုင်းပဲပေါ်လာခဲ့ပါတယ်။အဲ့ဒါနဲ့ဟွမ်ကဖောင်တင်ကိုယူပြီးပတ်စံအထောက်လိုက်ပုံတွေကိုကျွမ်းကျင်စွာဆွဲလိုက်တဲ့အခါစက္ကန့်ပိုင်းအတွင်းမှာပဲအခန်းတစ်ခုလုံးပတ်စံတွေနဲ့ပြည့်လန့်သွားပြီးသူတို့နှစ်ယောက်ကိုတောင်မြုပ်သွားစေပါတယ်။အဲ့ဒီနောက်မှာတော့အိမ်ပိုင်ရှင်ကရောက်လာပြီးပကျင်းစရာတွေကိုအမိုက်တွေရှုပ်အောင်ထားတယ်ဆိုပြီးစူးပါတော့တယ်။မင်းကလေးတယောက်ကပြန်ပြောဖို့လုပ်ပေမဲ့အိမ်ရှင်ကမင်းကတော့ယောက်ျားတစ်ယောက်နဲ့ဝင်လာပြီးနောက်တစ်ယောက်နဲ့ထွက်သွားတာပဲလို့ပိတ်ဟောက်လိုက်ပါတယ်။ပြီးတော့ဟွမ်ကိုပါစူဖို့လမ်းခေါ်လိုက်ပါတယ်။ဒါပေမဲ့ရုတ်တရက်ဆိုသလိုဟွမ်လက်တို့တငယ်ချင်းဟာတထေးဝစ်စုံလို့ထင်မှတ်ရတဲ့ဝစ်စုံလိုမျိုးတွေဝစ်ပြီးတရက်ကွက်လုံးရှိမှကြော့ကြော့ဝါဝါနဲ့ထွက်လာကြပါတော့တယ်။ဟွမ်ကပတ်စံအထောက်လိုက်ချင်းထောက်လိုက်ပြီးအိမ်ရှင်ကိုဒီမှာနောက်ထပ်အနှစ်နေရစာအတွက်အိမ်လာကဆိုပြီးပေးလိုက်ပါတယ်။
အိမ်ရှင်လဲဟွမ်ဒီပတ်စံဒီဘဲကရမှန်းမသိပဲအံ့အားသွားရတာပေါ့ဒါတင်မကပါဘူးမကြခင်မှာပဲမိမချောတဲ့ဒီပါဝင်တဲ့ဇိမ်ခံကားတွေနဲ့အတူဟွမ်တို့တုံငယ်ချင်း2ယောက်ဟာထွက်ခွာသွားကြပါတယ်သူဟာသူ့အငဲ့မက်ခဲ့တဲ့ကွန်ဒိုကိုဝယ်ဖို့ထိတ်တန်းအိမ်ချမ်းမြေကုမ္ပဏီတစ်ခုကိုတွားခဲ့ပါတယ်အဲ့ဒီမှာသူ့ရဲ့ရီးစားကောင်းနဲ့သူမရဲ့ရီးစားတစ်ကိုတွေ့လိုက်ပြီးရီးစားတစ်ကဒေါ်လာ15တန်တန်အိမ်ကိုတောင်မဝယ်ပေးနိုင်လို့ငင်းနေတာကိုမြင်လိုက်ရပါတယ်အဲ့ဒီအချိန်မှာပဲဟွမ်ကအရင်နှိမှုစီကိုတွားပြီးအကောင်းဆုံးနေရာမှာရှိတဲ့အိမ်တစ်ကလုံးဝယ်ချင်တယ်လို့ပြောလိုက်ပါတယ်သူကရီးစားကောင်းရှိမှတင်လက်ငင်းငွေသားနဲ့ပေးချေလိုက်တဲ့အတွက်ရီးစားကောင်းကသူ့ကိုလက်လွတ်ခဲ့မိတာကိုချက်ချင်းနောင်တရသွားပါတော့တယ်အဲ့ဒီညမှာပဲဟွမ်ကမျက်စိမမြင်ရှာတဲ့သူ့ချစ်တီယုံကိုသူဝယ်ထားတဲ့အိမ်အကြီးကြီးတစ်လုံးစီကိုခေါ်သွားပြီးအံ့ဩစေတယ်ပါတယ်သူကသူမရှိမှဘာရှိလဲဆိုတာခံမိုင်းခိုက်တော့တီယုံက1တန်း40တန်အိမ်တစ်လုံးမလားလူတွေအားလုံးကမင်းအကြောင်းနဲ့မင်းဝယ်နေတဲ့ PC တွေအကြောင်းပဲပြောနေကြတာလို့ဖြေပါတယ်ဟွမ်ကတော့သူ့ရဲ့ surprise အစီအစဉ်ပြတ်သွားလို့နည်းနည်းစိတ်ပြတ်သွားပေမဲ့အောင်မြင်ပွဲကိုဆက်လုပ်ပါတယ်သူမမျက်စိမမြင်ရတဲ့အတော့ဟွမ်ကမင်းကလေးတစ်ယောက်ကိုငားထားပြီးအိမ်ကြီးကဘလောက်လှသွားတယ်လဲနဲ့ fancy မီးဆိုင်တွေအကြောင်းကိုအသေးစိတ်ဖော်ပြခိုင်းပါတယ်။အဲ့တဲ့ဒီအားလုံးရဲ့ရှေ့မှာဟွမ်ကသူမကိုလက်ထက်ခွင့်ပြောပြီးမှတီယွန်းကညင်းဆိုပြီးထွက်သွားပါတော့တယ်။ဟွမ်ကနောက်ကလိုက်ပြီးသူမကိုသူမချစ်တော့ဘူးလားလို့မေးပါတယ်။သူမကချစ်ပါတယ်လို့ပြန်ဖြေတဲ့အခါဟွမ်ကမင်းကငါ့ကိုချစ်ရင်ဘာလို့လူတွေရှေ့မှာငါ့ကိုအဆက်ခွာပြီးညင်းလိုက်ကလဲလို့မေးပါတယ်။သူမကတော့ဒါဟာဟွမ်ရဲ့အကျိုးအကက်ကြောင့်ဖြစ်တယ်လို့ပြန်ပြောပါတယ်။ဟွမ်ကတော့သူဟာအခြားဘက်မင်းကလေးကိုမဆိုရွေးချယ်နိုင်ပေမဲ့သူမကိုပဲရွေးတာဖြစ်တယ်လို့ပြောပြပါတယ်။သူဟာတကယ်ချမ်းသာတာမဟုတ်ပဲအမှုပညာကြောင့်ချမ်းသာလာတာဖြစ်တယ်လို့ရှင်းပြပါတယ်။အဲ့ဒီတော့မှတီယွန်ကဟွမ်ရဲ့ပချီကားတွေရောင်းလို့နာမည်ကြီးလာတာလို့ထင်သွားပါတယ်။ဒါနဲ့ဟွမ်ကဂူလင်စားတွေကရခဲ့တဲ့မှောင်ဖောင်းတဲ့အကြောင်းကိုအမှန်တိုင်းပြောပြလိုက်ပါတယ်။တီယွန်ကမှောင်ဖောင်းတဲ့အကြောင်းကိုကြားတဲ့အခါမှာတော့သူမမြင်လိုက်ဖို့အတွက်မျက်လုံးတစ်စုံဆွဲပေးဖို့ဟွမ်ကိုတောင်းဆိုပါတော့တယ်။ဟွမ်ကတီယွန်ရဲ့အကြံကိုသဘောကျပြီးမင်းကလေးချော်ချော်လေးတယောက်ရဲ့မျက်လုံးတွေအတိုင်းပုံစံတူလှလှပပဆွဲပေးလိုက်ပါတယ်။သူတို့နှစ်ယောက်စလုံးမျက်လုံးတွေကပကြီးကားတွေကထွက်လာပြီးတီယွန်ရဲ့ကိုယ်ထဲကိုဝင်သွားဖို့စောင့်နေခဲ့ပေမဲ့ထင်းတယ်လို့ဖြစ်မလာပါဘူး။အဲ့ဒီမျက်လုံးတွေကတငယ်ချင်းရဲ့ပခုံးပေါ်မှာသွားပေါ်နေတာကြောင့်တကယ့်ကိုဂရိကြောင်စရာကောင်းနေပါတယ်။ဒါကြောင့်လည်းဟွမ်ကအဲ့ဒီမျက်လုံးတွေကိုအမြန်ပြန်ဖြတ်လိုက်ရပါတယ်။သူတို့ကမျက်ခဏတစ်ခုလုံးကိုသာဆွဲလိုက်ရင်ဘယ်လိုဖြစ်လာမလဲ။ပိုပြီးဂရိကြောင်စရာကောင်းနေမလားဆိုပြီးစဉ်းစားမိပါတယ်။ဒါကြောင့်သူတို့ကတီယွန်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုဆွဲပြီးမျက်ခဏပေါ်မှာမျက်လုံးတွေကိုအတီအကျနေရာချပြီးဆွဲဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီပကြီးကားကို9နာရီကအောင်စိတ်ချလက်ရှည်ဆွဲခဲ့ရပါတယ်။ပကြီးကပြီးသွားတဲ့အခါတီယွန်ကမျက်စိပြန်မြင်ရဖို့ရင်ခုန်စွာနဲ့စောင့်နေပေမဲ့ဘာမှဖြစ်မလာပါဘူး။သူမကဟွမ်ကိုနှောက်နေတာပဲလို့ထင်ပြီးအိမ်ပေါ်ကဆင်းသွားပါတယ်။ဒါပေမဲ့တကားဖို့ကိုလှမ်းထွက်တာပဲသူမကရုတ်တရက်ပျောက်ကွယ်သွားပြီးပကြီးကားတွေကမျက်လုံးပွင့်စာသွားနဲ့ပြန်ထွန်းလာပါတော့တယ်။အဲ့ဒီနောက်မှာတော့ဟွမ်လေမျက်စိပြန်မြင်ရလာပြီးဖြစ်တဲ့တီယွန်ကိုတရုတ်ပြည်အနှံ့လိုက်လံပို့ဆောင်ပေးပါတယ်။တငယ်ချင်းဖြစ်သူကလည်းသူအရန်ကြွေနေရတဲ့ TikTok ကမလေးနဲ့ချစ်သူတွေဖြစ်သွားကြပါတယ်။သူတို့ဘဝတွေဟာလုံးဝပြောင်းလဲသွားခဲ့ပါပြီ။ဟွမ်ဟာအရင်ကဘသူမှဂယုမဆိုင်ခဲ့တဲ့ဈေးအပေါက်ဆုံးနေတောင်မဝယ်ခဲ့တဲ့သူ့ရဲ့ပန်းချီကားတွေကိုပြပွဲမှာခန်းခန်းသားပြသခွင့်ရလာပါတယ်။အခုဆိုရင်သူ့ပန်းချီကားတွေကိုလေးလံဖြစ်ကြပြီးလူတွေကဈေးတွေအပြိုင်ဆိုင်ပေးနေကြပါပြီ။ဒါတွေအားလုံးဟာသူချမ်းသာလာလို့သာလူတွေကသူ့ရဲ့ပန်းချီလက်ရကြောင်းလို့ထင်နေကြတာပါ။တကယ်တော့ဒါတွေအားလုံးဟာမှော်ဖောင်တိန်ကြောင့်ပါပဲ။ဒါပေမဲ့မှော်ဖောင်တိန်ဟာအရာရာကိုအလကားဖန်တီးပေးတာမျိုးတော့မဟုတ်ပါဘူး။တီယွန်လက်မျက်လုံးတွေတောင်ဘဲကမှမထိပဲပေါ်လာတာမဟုတ်ပါဘူး။တကယ်တော့တီယွန်မျက်စိပြန်မြင်ရတဲ့အချိန်အတိအကျမှာပဲနမဲကြီးမင်းသမီးတိလောက်ဟာရိုက်ကွင်းပေါ်မှာရုပ်ကရက်မျက်စိကွဲသွားခဲ့ပါတယ်။ဒီတဲ့င်ကလူမှုကွန်ရက်မှာပြန့်နှံ့သွားပြီးလူတွေအားလုံးအံ့ဩနေကြပါတယ်။ဟွမ်တို့ဆွဲလို့ရလာတဲ့ပတ်စံတွေကလည်းဒီတိုင်းပေါ်လာတာမဟုတ်ပါဘူး။ဘန်တစ်ခုတည်းကနေအဲ့ဒီပမာဏအတိုင်းပျောက်ကွယ်သွားလာဖြစ်ပြီးလုံခြုံရေးကင်မရာတွေမှာလည်းပတ်စံတွေအလိုလိုပျောက်သွားတာကိုဖမ်းမိထားပါတယ်။ရဲတွေကလည်းဘာတွေဖြစ်နေမှန်းမသိလို့ယူမတက်ဖြစ်နေကြပါတယ်။တစ်ဖက်မှာလည်းဟွမ်ရဲ့ရီးစားဟောင်းရဲ့လက်ရှိချစ်သူလီချောင်ရီကမနာလိုစိတ်တွေပြင်းထန်ပြီးဟွမ်ဘလို့ကြောင့်ချမ်းသာလာလဲဆိုတာကိုစုံစမ်းနေပါတယ်။ဘန်ကပတ်စံတွေပျောက်ဆုံးတဲ့တဲ့င်းကိုကြားတဲ့အခါမှာတော့သူကအစာအနတွေကိုဆက်ဆက်မိပြီးတညာရဲနဲ့ချမ်းသာလာတဲ့လူတစ်ယောက်ကိုငါသိတယ်။သူ့ပဲခိုးတာချိရမယ်ဆိုပြီးရဲတွေကိုတိုင်တန်းပါတော့တယ်။
အဲ့ဒီမှာပဲဟွမ်ဝယ်ခဲ့တဲ့တိုက်ခန်းတွေအတွက်အသုံးပြုခဲ့တဲ့ပတ်စံတွေရဲ့နမတ်စင်တွေဟာဘန်ကပျောက်ဆုံးသွားတဲ့ပတ်စံတွေနဲ့တူညီနေတာကိုရဲတွေကရှာဖွေတွေ့ရှိသွားပါတယ်။ဒါကြောင့်ပန်းကြီးလေးလံပွဲအလဲမှာတင်ဟွမ်နဲ့မန်ဖာတို့ကိုတွားရောက်ဖမ်းဆီးပါတော့တယ်။သူတို့နှစ်ယောက်ကသူတို့ဟာတခိုးတွေမဟုတ်ကြောင်းသူတို့မှလိုချင်တာကိုဖန်တီးပေးနိုင်တဲ့မှော်အစွမ်းရှိကြောင်းရှင်းပြခဲ့ပြီးမြဲမှော်ဖောင်တင်အကြောင်းကိုတော့ထဲ့မပြောခဲ့ပါဘူး။သူတို့ကရဲတွေကိုကြွိုက်တာတောင်းကြည့်ပါအခုချက်ချင်းပေါ်လာအောင်လုပ်ပေးမယ်လို့စိန်ခေါ်လိုက်ပါတယ်ရဲတွေကဖရာရီကားတစ်စီးတောင်းဆိုတဲ့အခါမှာဟွမ်တို့ကမှော်အစွမ်းပြနေတော့ဘသူမှလွှဲ့မကြည့်ဖို့တောင်းဆိုပြီးဖရာရီကာနီလေးကိုရဲစခန်းရှိမှပေါ်လာအောင်လုပ်ပြလိုက်ပါတယ်ရဲတွေလည်းအံ့ဩမြင်သက်သွားပြီးခိုးမှုအတွက်ခိုင်လုံတဲ့တပ်တွေမရှိတော့တာကြောင့်သူတို့ကိုပြန်လှုပ်ပေးလိုက်ပါတယ်အဲ့ဒီညမှာပဲသူတို့အိမ်တကားကိုတယောက်ယောက်ကလာခောက်ပါတယ်။ရဲတွေထပ်လာတာလားဆိုပြီးခောက်နေပေမဲ့တကယ်တမ်းကျတော့ဟွမ်ရဲ့ရီးစားဟောင်ဖြစ်နေပါတယ်။သူမရဲ့ခင်ပွန်းပန်းကြီးဆွဲတဲ့လီချောင်းရီကဟွမ်အပေါ်မနာလိုစိတ်နဲ့သူမကိုရိုက်နှက်ခဲ့တာပါ။သူမကဟွမ်ကိုပတ်စံမက်ပြီးစွန့်လွတ်ခဲ့မိတာကြောင့်နောင်တရတယ်ဆိုပြီးလာရောက်တောင်းပန်ပါတယ်။သူမကခင်ပွန်းကိုကွာရှင်းပြီးမိဘအိမ်ပြန်တော့မယ်လို့ပြောတဲ့အခါဟွမ်ကသူမမှာအဖြစ်မရှိကြောင်းနှိမ်သိမ့်ဖေးပါတယ်။ဟွမ်ကငါမင်းကိုနားလဲတယ်။ပန်းကြီးကိုပဲဂယူးဆိုင်ပြီးဆေးရဲတဲ့လူဖေးမှာဘာဆက်လုံးမှာလဲ။အဲ့ဒီတုန်းကမင်းအဖေကလည်းဆေးရုံမှာတက်နေရပြီးမင်းအတွက်ငွေကြေးအကူအညီတကယ်လိုအပ်နေတာလေလို့ပြောပြီးနားလဲပေးခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဟွမ်စိတ်ပေါက်လျောသွားပြီးမော်ဖောင်တင်အကြောင်းကိုအစအဆုံးပြောပြမိသွားပါတော့တယ်။သူကဖောင်တင်ကိုထုတ်ပြဖို့မိကန်တတာကိုဖွင့်လိုက်တဲ့အချိန်မှာပဲဘေးဒုက္ခကစတင်ပါတော့တယ်။သူမရဲ့ခင်ပွန်းကသူမရဲ့ကိုယ်ပေါ်မှာလွှဲဝှက်ကင်မရာတက်ထားခဲ့တာမို့ဟွမ်ပြောသမျှနဲ့ဖောင်တင်အကြောင်းကိုအကုန်မြင်သွားခဲ့ပါပြီ။တစ်ဖက်မှာလည်းရဲအရာရှိကကားပြဖွဲ့တစ်ခုတည်းကလွှဲဝှက်ပျောက်ဆုံးသွားတဲ့ဖရာရီကားတစ်စီးရဲ့အစီရင်ခံကိုဖတ်မိပါတယ်။အဲ့ဒီကားကဟွမ်တို့ဖန်တီးလိုက်တဲ့ကားနဲ့အတူတူပါပဲ။ဒါနဲ့ရဲအရာရှိကဟွမ်တို့အင်ကိုတန်းသွားပြီးမင်းတို့ကိုကူညီနေတဲ့မော်ပစ္စည်းကိုအပ်လိုက်စမ်းမဟုတ်ရင်မင်းတို့ကိုတခိုးအဖြစ်ပဲတပ်နေရမယ်ဆိုပြီးရာဇဒန်းပေးလိုက်ပါတော့တယ်။မော်တန်းနဲ့ပတ်သက်ပြီးပြဋ္ဌာန်းထားတဲ့ဥပဒေမရှိသေးတာကြောင့်ဖောင်တင်ကိုသာအပ်နိုင်ရင်အဖြစ်မပေးဘူးလို့ရဲကပြောတဲ့အခါဟွမ်ကစက္ကန့်တောင်မစင်းစားပဲအပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ပြဿနာကဖောင်တင်ဟာအခိုးကန်လိုက်ပြီးဆိုတာပါ။အဲ့ဒီဖောင်တင်ဟာလီချောင်ရီရဲ့လက်ထဲကိုရောက်သွားခဲ့ပြီးသူဟာသူ့ရဲ့လက်ထက်တွေနဲ့အတူဖောင်တင်ကိုအလွဲသုံးစားဖို့ပြင်ဆင်နေပြီဖြစ်ပါတယ်။လီချောင်ရီပထမဆုံးဆွဲလိုက်တာကတော့သူအမြဲမှတ်ခဲ့တဲ့ခါနာထဲဝါလာတဲ့အမှုပညာပြကန်းကြီးတစ်ခုပါ။အဲ့ဒီနောက်မှာတော့သူဟာတရုတ်နိုင်ငံရဲ့ရှီအောင်အမွေနဲ့နန်းတော်ကြီးရဲ့ပုံစံအတိုင်းဝစ်စုံလေးနဲ့နန်းတော်ကြီးကိုဆွဲလိုက်ပါတယ်။သူဟာသူ့ဇနီးကိုလည်းချီးညောင်းပြီးနှိပ်စက်ထဲပါသေးတယ်။ဒါတွေမကသေးဘူး။မဂ္ဂဇင်းမျက်နှာဖုံးပေါ်ကလှပတဲ့မိန်းကလေးတီလောက်ကိုပါအပြင်မှာတကယ်ပေါ်လာအောင်ဆွဲလိုက်ပြီးသူမကိုလက်ထပ်ဖို့ကြိုးစားပါတယ်။အဲ့ဒီအချိန်မှာပဲအလှမယ်ပလန်ကွဲမှာပါဝင်နေတဲ့အဲ့ဒီမိန်းကလေးဟာရုတ်တရက်ပျောက်ကွယ်ထားပြီးလီချောင်ကြီးရဲ့ကဘာထဲကိုရောက်သွားပါတယ်။လီချောင်ကြီးလူထက်မြအရာအားလုံးဟာရဲတွေသူ့ကိုခြေရာခံဖို့အတွက်တက်တီရီချက်လာခဲ့ပါတယ်။ရဲရရှိကလီချောင်ကြီးကိုဒီဖောင်တင်ကအရာရာကိုအလားကဖန်တီးပေးတာမဟုတ်ဘူး။တရားရောက်စီကနေခိုးယူပြီးဖြောင်းရွှေပေးတာပဲလို့ရှင်းပြပေမဲ့လီချောင်ကြီးကငါဘာမှအမှားမလုပ်ဘူးငါပန်းချီဆွဲတာပဲရှိတာဆိုပြီးညင်းဆာနေခဲ့ပါတယ်။အခြေအနေတွေမဟန်တော့တဲ့အခါသူ့ရဲ့လက်ထောက်ကရဲတွေနဲ့အဝေးရကိုထွက်ပြီးဟိုဂျိုအသစ်တခုဆွဲဖို့အကြံပေးပါတယ်။အဲ့ဒီနောက်လီချောင်ကြီးကဂျိုသားရဲ့ရန်ပြန်ကိုဆွဲလိုက်တဲ့အခါရန်ပြန်ကြီးကသူတို့ရှေ့မှာတင်ပေါ်လာပါတော့တယ်။ရန်ဘော်ကနေဆင်းလာတဲ့ဂျိုသားတွေကတော့အရန်ကိုဒေါသထွက်နေပြီးသူတို့ရဲ့ကိရိယာဖောင်းနေဘဲမှလဲဆိုတာကိုကြောက်စရာကောင်းမေ့မြန်ပါတော့တယ်။အဲ့ဒီအချိန်မှာပဲအားလုံးအံ့ဩသွားရတာကလီချောင်ကြီးဟာတင်ကားကြီးတစ်စီးကိုဆွဲလိုက်ပြီးသူ့လက်ထောက်တွေနဲ့သူအထဲကိုဝင်ကဂျိုသားတွေကိုပြစ်တက်ဖို့အမြောက်နဲ့ချိန်လိုက်တာပါပဲ။ဒါပေမဲ့ဂျိုသားတွေကတော့အေးအေးဆေးဆေးပဲအဲ့ဒီတင်ကားအမြောက်ကိုသူတို့ဘက်ပြန်လက်အောင်လုပ်လိုက်ပါတယ်။သူတို့ရဲ့ဆွမ်းနာဟာလူသားတွေထက်အဆပေါင်းများစွာတာလွန်းတွေကတည်တာသွားပါပြီ။ဂျိုသားတွေဟာလီချောင်ကြီးကိုသူလုတ်ခဲ့တဲ့အမားတွေအတွက်ပြင်းပြင်းထန်ထန်အပြစ်ဆုံးမှာပါတော့တယ်။လီချောင်ကြီးဟာနောက်ဆုံးမှာတော့အရှုံးပေးလိုက်ရပြီးသူတို့ရဲ့ကိရိယာကိုပြန်ပေးလိုက်ပါတယ်။ဒါပေမဲ့ဂျိုတယောက်ကသူတို့ရဲ့ကိရိယာကိုတာမန်ဖောင်းနေတစ်ချောင်းနဲ့တူအောင်ပြုပြင်ထားတာကိုမြင်တဲ့အခါမှာတော့အယမ်းကိုဒေါသထွက်သွားပါတယ်
သူကလီချောင်ကြီးရဲ့မျက်နှာနာကိုဖောင်းနှင်ကပ်ပြီးဒါဘသူလောက်တာလဲလို့ဒေါသတကြီးမင်းမြန်ပါတော့တယ်အဲ့ဒီချိန်မှာဟွမ်ကရှေ့ကိုတက်လာပြီးဒါဟာသူကိုယ်တိုင်လှုပ်ခဲ့ကြောင်းထင်ကြောင်းလီချောင်ကြီးနဲ့မဆိုင်ဘူးဆိုပြီးဝန်ခံလိုက်ပါတယ်ဟွမ်ရဲ့ရိုးသားမှုမဲ့အမှားအမှန်တိတက်တဲ့စိတ်ထားကိုဂျိုသားကသဘောကျသွားပါတယ်ဒီဂျိုကငါတို့ဂျိုနဲ့ရှင်းတူတာပဲအကောင်းနဲ့အဆိုးတွင်းတွင်နေတာပဲလို့သူကပြောပါတယ်သူတို့ဟာကိရိယာကိုပြန်ယူပြီးအေးအေးဆေးဆေးပဲထွက်ခွာသွားဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့သူတို့မသွားခင်မှာဟွမ်ကနောက်ဆုံးတောင်းဆိုချက်တစ်ခုအနေနဲ့ဒီဖောင်းနှိမ့်နဲ့ဖန်တီးထားသမျှအရာအလုံးကိုမူလနေရာရီစီပြန်ပို့ပေးဖို့တောင်းဆိုလိုက်ပါတယ်ဂျိုသားကလည်းသဘောတူလိုက်ပါတယ်အဲ့ဒီနောက်မှာတော့အရာအလုံးဟာမူလအတိုင်းပြန်ဖြစ်သွားပါတော့တယ်ဖောင်းနှိမ့်နဲ့ဆွဲခဲ့သမျှဖြစ်စီတရားတီယိုညက်မျက်လုံးအပါဝင်လီချောင်ကြီးနဲ့သူ့လက်ထောက်တွေဝတ်ထားတဲ့ဝတ်စုံတွေအထိအားလုံးဟာမူလနေရာတွေစီပြန်ရောက်သွားပါတယ်။ဂျိုသားတွေဟာလည်းရဲကားတွေနဲ့ရဲရင်တွေရောက်လာပြီးအခြေအနေတွေရှုပ်သွားစဉ်လူသားတွေလက်ထက်အဖမ်းမခံရအောင်လက်စစ်လက်တလက်မြန်တော့အချင်းနဲ့ထွက်ခွာသွားကြပါတယ်။နောက်ဆုံးမှာတော့လီချောင်ကြီးနဲ့သူ့လက်ထောက်တွေဟာမဂ္ဂဇင်းထဲကအလှအမယ်ကိုပြန်ပေးဆွဲထားမှုအတွက်အဖမ်းခံလိုက်ရပါတော့တယ်။နောက်များမှာလည်းအခုလိုမျိုးစိတ်ဝင်စားစရာဇာတ်လမ်းကောင်းလေးတွေလည်းစင်ဆက်မပြတ်တင်ဆက်ပေးတော့မှာမဟုတ် channel လေးကို like and subscribe လုပ်ခဲ့ပေးပါအောင်နော်အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်